လူတိုင်းဟာမိမိတို့ရဲ့နေအိမ်မှာငွေကြေးတွေအဆင်ပြေပြေနဲ့ဝင်ပြီးတော့မှဒါမိသားစုတွေစီးပွားရေးတွေတိုးတက်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုတာဒါဓမ္မတာတစ်ခုပဲဖြစ်ပါတယ်အိမ်တိအိမ်မှာစီးပွားလက်လာပါတွေတိုးတက်လာစေဖို့အတွက်ဒါပြုလို့ရမယ်ဆောင်ရွက်ရမယ်နီလန်ကောင်းတွေကိုသိထားဖို့လိုအပ်ပါတယ်အဲ့တော့ဒီလိုနီလန်ကောင်းတွေသိထားပြီးတော့လေဒီစန့်ကျင်မဲ့အနေနဲ့စီးပွားပိတ်စေတတ်တဲ့ဒါရှောင်ဖယ်တဲ့အရာတွေရှောင်ရှားတဲ့အရာတွေကိုလည်းဒါတွေကိုလည်းသိထားခြင်းကဒါမိမိတို့ရဲ့အိမ်မိမိတို့ရဲ့အကျိုးစီးပွားကိုပုံမှုဖြစ်ထွန်းစေမှာဖြစ်ပါတယ်လူတော်တော်များများကဒါစီးပွားရှားတာပင်ပန်းပင်မဲ့ငွေမမြဲဘူးအဲ့တော့အိမ်ထဲကိုလက်မဝင်မှုဆိုပြီးတော့လည်းဒါညီးတွားလေးရှိကြတာကိုမိတ်ဆွေတို့နေလည်းကြားဖို့ကြပါလိမ့်မယ်ဒါဘာလဲဆိုလို့ရှိရင်ဒါမိမိတို့နေအိမ်ရဲ့အပြင်အစင်မိမိတို့နေအိမ်ရဲ့တိဆောက်ပုံနဲ့ရရပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်လည်းဒါဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးထဲမှာတော့အိမ်အတွင်းအပြင်စီးပွားလက်ပွင့်စီပြီးတော့ကျွန်တော်တို့ဒါရှာသမျှဖွေသမျှစုဆောင်းမိစေမဲ့ရှေးရင်ခင်ကလေးကနေပြီးတော့လက်ခံကျင့်သုံးထားကြတဲ့နီလန်ကောင်းတွေနဲ့အဓိကရှောင်ရမယ့်အချက်တွေကိုအသေးစိတ်မျှဝေပေးသားမှာဖြစ်တဲ့ကြောင့်မို့လို့ဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့မိမိရဲ့အိမ်တွင်းမှာအလွန်အရေးကြီးပြီးတော့မှဒါမိမိရဲ့အိမ်ထဲကိုစီးဆင်းတဲ့ငွေကြေးစီးဆင်းမှုကိုတိုက်ရိုက်တက်ရောက်စေနိုင်တဲ့အချက်တစ်ချက်ကိုပြောပြပေးပါမယ်အဲ့ဒါကတော့မိမိတို့အိမ်ရဲ့အဝင်တကမာကြီးနဲ့နောက်ဖေးတကာတဲ့ဖြစ်နေခြင်းပဲဖြစ်ပါတယ်အဲ့တော့ဆိုလိုချင်တာအိမ်ရှိတကမာကြီးကိုဖွင့်လိုက်တာနဲ့နောက်ဖေးကိုထွက်တဲ့တကာကိုကျွန်တော်တို့တဲ့မြင်နေရမျိုးဆိုလိုခြင်းဖြစ်ပါတယ်မြန်မာရိုးရာအယူအဆနဲ့ဒါဘိသုကပညာရပ်တွေအရာဒါအိမ်အဝင်တကမာကြီးနဲ့နောက်ဘေးတကဟာဒိုးချိုပေါက်တဲ့ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ကဒါငွေဘလောက်ပဲရှာငွေဘလောက်ပဲဝင်စုမိဖို့အတွက်အလွန်ခက်ခဲတတ်ပါတယ်ဒါမျိုးကိုလည်းကျွန်တော်တို့လက်ပိတ်တဲ့တကားလို့လည်းခေါ်ကြပါတယ်အဲ့တော့ရှေ့ရဝင်လာတဲ့စီးပွားလက်လာပါတွေကအိမ်ထဲမှာမအောင်မဲနဲ့နောက်ဘေးတကကနေဓာတ်ရိုက်ပြန်ထက်သွားတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အဲဆိုရင်ဒါကိုရရသဘောအရာဘယ်လိုပြုပြင်ရမလဲတကယ်လို့ဒါမိတ်ဆွေအိမ်ရဲ့ဖွဲ့စည်းပုံအရာပေါ့ဖြတ်ရခက်တဲ့အနေအထားဖြစ်နေရင်စိုးရင်စရာမလိုပါဘူးအဲ့တော့ရရသဘောအနေနဲ့ဒါအဝင်တကမာကြီးနဲ့ဒါနောက်ဖေးတကားကြားအလဲဘိုးနေရာမှာဒါလိုက်ကာလှလှလေးတကူချပြီးတော့ကာကွယ်ထားနိုင်ပါတယ်အဲ့တော့ဒီအိမ်ရှိတကမာကြီးကဝင်တာနဲ့နောက်ဖေးတကားကိုဒါတဲ့ဒူးပေါင်းမြင်နေတဲ့သူတွေဒီတကားရဲ့နှစ်ချက်ကြားမှာအဆင်ပြေတဲ့နေရာတင့်တော်တဲ့နေရာမှာကျွန်တော်တို့လိုက်ကလှလှလေးဒါတခုကပြီးတော့ကျွန်တော်တို့ကာကွယ်ထားနိုင်ပါတယ်ဒီလိုလိုက်ကချားလိုက်ခြင်းအပြင်ဒါဓာတ်ရိုက်စီးဆင်းနေတဲ့လေဖြတ်တန်းမှုကိုဒါလမ်းကြောင်းပြောင်းလဲပေးပြီးတော့ဝင်လာတဲ့ဒါလက်လာပါတွေအိမ်ထဲမှာပဲတည်မြဲအောင်ကာကွယ်ပေးနိုင်တယ်ဆိုပြီးတော့လေရှေးရခင်ကလေးကနေပြီးတော့ဒါရေတရားသဘောတရားရဆိုထားခဲ့ကြပါတယ်နောက်ဒုတိယအချက်ကကြတော့ကျွန်တော်တို့အိမ်ရဲ့အပြင်ဘက်ပတ်ဝန်းကျင်နဲ့သက်ဆိုင်ပါတယ်အဲ့တော့မိမိတို့ရဲ့အိမ်ဘေးဒါမှမဟုတ်လို့ရှိရင်အိမ်ရှိတွေမှာစိုက်ပျိုးထားတဲ့အပင်ကြီးတွေရဲ့ဒါအကိုင်းအခက်လက်တွေနဲ့ပတ်သက်တဲ့အယူအဆပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီအပင်ကြီးတွေရဲ့အကိုင်းအခက်တွေကဒါမိမိအိမ်ရဲ့အမိုးပေါ်ကိုကျနေပြီးတော့လေတိုက်တဲ့အချိန်တိုင်းမှာဒါအိမ်အမိုးနဲ့ပုတ်တိုက်ပြီးတော့ရှိဝစသဖြင့်အတန်ပလန်နေဒါမြည်နေတယ်အဲ့လိုအတန်နေမြည်နေတယ်အတန်ထွက်နေတယ်ဆိုလို့ရှိရင်ဒါရှေးရခင်လူကြီးတွေကအိမ်ကောင်မိုးပေါ်မှာတပြက်စီးလဲနေတယ်လို့မျိုးဖြစ်တတ်တယ်ဆိုပြီးတော့တင်စားခဲ့ကြပါတယ်အဲ့တော့အိမ်ကောင်မိုးပေါ်မှာတပြက်စီးလဲတယ်ဆိုတာကအိမ်ထဲကစီးပွားဥစ္စာတွေကိုအပြင်ကိုဒါလှဲကျင်းပြီးတော့ထုတ်ပစ်တယ်လို့ဖြစ်နေတတ်တဲ့အတွက်ကြောင့်မို့လို့ဒါရှာထားသမျှစီးစိမ်ဥစ္စာတွေမမြဲဘဲနဲ့ဒါကုန်ကန်းတတ်တယ်ပျောက်ပြက်တတ်တယ်ဆိုပြီးတော့လည်းရှေးလူကြီးသူမတွေကဆိုထားခဲ့ကြပါတယ်အဲ့တော့တချို့ရှိပါလိမ့်မယ်အိမ်အမိုးဘေးမှာကျွန်တော်တို့အပင်ကြီးတွေပေါက်ပြီးတော့မှအကိုင်းခက်လက်တွေကခေါင်းမှုနဲ့ထိပြီးတော့လေတိုက်တဲ့အခါမှာကြီးကျွမ်းနေမြည်ပြီးတော့ဖြစ်နေတာမျိုးဒါမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေရဲ့အိမ်ခေါင်မိုးပေါ်မှာဒါတစ်ကိုင်းတွေကျဆင်းနေတာမျိုးရှိမရှိစစ်ဆေးပါသတိပြုပါကြည့်ရှုပါပြီးတော့အပင်အကိုင်းခက်တွေကိုလည်းကျွန်တော်တို့အမိုးနဲ့မထိရလေအောင်ဒါကြိုတင်ပြီးတော့ရှင်းလင်းပြီးတော့ဒါခုတ်ပစ်တင်ပါတယ်အဲ့တော့တစ်ပင်ကိုခိုင်းတာမဟုတ်ပါဘူးခေါင်းမိုးနဲ့ဒါထိနေတဲ့လေတိုက်ရင်အတန်မြည်နိုင်တဲ့အကိုင်းခက်လက်တွေကိုပဲဒါရှင်းလင်းပြီးတော့ခုတ်ခိုင်းခြင်းဖြစ်ပါတယ်အဲ့တော့တစ်ကိုင်းတွေကိုရှင်းလိုက်တာနဲ့ဒါအိမ်အမိုးလည်းကျွန်တော်တို့မပြည့်စည်တော့ဘူးလုံခြုံစိတ်ချရတယ်လို့အိမ်ထဲကိုလည်းဒါအလင်းရောင်နဲ့စွမ်းရင်ကောင်းတွေဝင်ရောက်လာပြီးတော့စီးပွားလက်လာပါတွေမြဲစီမှာဖြစ်ပါတယ်တတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ရှေးရခင်ကလေးကအလွန်အလေးထားကြတဲ့ဒါ land type အိမ် type အယူအဆအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဟိုရှေးရခင်အချိန်ကလေးကလည်းဒါလှဲဥတိုက်ဒါလေဥတိုက်ဖြစ်နေတဲ့နေရာတွေမှာစောက်ထားတဲ့အိမ်တွေဟာဒါလူနေထိုင်ဖို့မသင့်တော်ဘူးဆိုပြီးတော့ယူဆခဲ့ကြပါတယ်
အဲ့တော့ဒီလိုအိမ်မျိုးတွေမှာနေထိုင်လို့ရှိရင်မိသားစုဝင်တွေဒါကျန်းမာရေးထိခိုက်နိုင်ပါတယ်စီးပွားရေးတွေတည်တည်တသာကြာဆင်းခြင်းတွေဖြစ်တတ်တယ်ပြီးလို့ရှိရင်လုပ်ငန်းဆောင်တာတွေအဆင်မပြေဖြစ်ခြင်းတွေဖြစ်တာအပြင်ကိုမှဒါမလိုလားအပ်တဲ့အမှုခင်းတွေနော်ပြဿနာတွေရင်ဆိုင်ရတာမျိုးဒါကြုံတွေ့ရတာမျိုးရှိတတ်တယ်ဆိုပြီးတော့လည်းရှိရခင်ကလေးကနေပြီးတော့အယူဆရှိခဲ့ကြပါတယ်အဲ့တော့ဒါကိုဘယ်လိုဖြည့်ရှင်းကြမလဲပေါ့နော်အဲ့တော့ဖြည့်ရှင်းနိုင်တဲ့ရေရာအစီအစဉ်လေးတွေလည်းရှိပါတယ်အဲ့တော့မိတ်ဆွေရဲ့အိမ်ကဒီလိုမျိုးဒါလေဥတိုက်နော်လေဥတိုက်စသဖြင့်နော်ဒီလိုကြတဲ့အရာမှာမဖြစ်မနေမိမိကလည်းနေမရနေတယ်ဆိုလို့ရှိရင်လည်းဒါမစိတ်ပူမနေပါနဲ့နော်အဲ့တော့ရှေးဟောင်းအစီရင်ရေရာနီလန်းကောင်းတွေရှိပါတယ်အဲ့တော့နံပါတ်1ရေရာနီလန်းကတော့ကျွန်တော်တို့ကြားဟင်းရုပ်ပုံချိတ်ဆွဲခြင်းဖြစ်ပါတယ်အဲ့တော့မန်ဖီနေတဲ့ကြားတကောင်ရဲ့ပုံတူပေါ့နော်ဒါမှမဟုတ်လို့ရှင်ဓာတ်ပုံဒါပုံတူကိုဒါတည်တည်ချာချာလေးရေးဆွဲပါဒါမှမဟုတ်ရှင်ဓာတ်ပုံရှိလို့ရှင်လည်းမိတ်တူဆွဲပါပေါ့နော်ဒါပုံထုတ်ပြီးတော့မှဒါမိမိအိမ်ရှိမျက်နှာစာမှာအဲ့ဒီဒါမန်ဖီနေတဲ့ကြားဟိန်းနေတဲ့နော်ဒါရုပ်ပုံကိုချိတ်ဆွဲထားခြင်းအပြင်နော်ဒါကြားရောက်လာမဲ့ဒါအညံ့နေနော်အတိုက်ခိုက်တွေကိုကြမ်းကြမ်းကန်လွှဲပြောင်းပေးနိုင်တယ်နော်ဒါမျိုးကိုချိတ်ဆွဲပြီးတော့လည်းရေရရှိနိုင်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့အိမ်ရှိမျက်နှာစာမှာနော်အဲ့တော့လမ်းတိုက်တဲ့နေရာမှာဒါတန်ရှင်းတဲ့အေးများတဲ့နော်ကြည်လင်တဲ့ကျွန်တော်တို့ရေဦးစဉ်တိဆောက်ပေးခြင်းဖြင့်လည်းဒါကုသိုလ်ယူပြီးတော့ပြုလုပ်နိုင်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့အိမ်ရှိမှာကြည်မှန်ဒါဆောင်ခြင်းကိုလည်းပြုလုပ်နိုင်ပါတယ်နော်အဲ့တော့အိမ်လမ်းဘက်ကိုပေါ့နော်ပြီးတော့မှဒါမှန်ကိုဒါချိတ်ဆွဲထားတာမျိုးနဲ့လည်းပြုလုပ်နိုင်ပါတယ်အခုကျွန်တော်တင်ပြပေးခဲ့တဲ့အစီအရင်တွေကဒါမိမိအိမ်တွင်းကိုဝင်ရောက်လာမဲ့အခက်အခဲတွေเนาะ BND ရဲ့မှန်သမျှကိုဒါကင်းပြောက်သွားစေနိုင်တဲ့ကင်းရှင်းသွားစေနိုင်တဲ့ဒါရှိရခင်ကလေးကယုံကြည်အားကိုးခဲ့ကြတဲ့ထိရောက်တဲ့အစီအရင်တွေပဲဖြစ်ကြပါတယ်အဲ့တော့နေကုန်းချုပ်အနေနဲ့ဒါမိတ်ဆွေတို့ကိုမိမိတို့ရဲ့အိမ်ကိုအမြဲတမ်းဒါလက်ရွှင်အောင်เนาะစီးပွားလက်လာပါတွေပွင့်လန်းနေစီအောင်เนาะနေနံအလိုက်ချိတ်ဆွဲရမယ်เนาะအလွန်ထူးခြားတဲ့အဆောင်အယောင်အစီအရင်ကိုလည်းကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်ဒီဆောင်ရောင်လေးကိုတော့ဒါမိတ်ဆွေတို့အနေနဲ့မိမိတို့နေအိမ်မှာရှိတဲ့ဘုရားကျောင်းဆောင်မှာပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်ဒါအိမ်သားအားလုံးဒါမြင်သာထင်သာရှိတဲ့အမြင့်တနေရာမှာပဲဖြစ်စေဒါမိမိတို့ရဲ့မွေးနဲ့အလိုက်เนาะဒီအဆောင်ရောင်လေးတွေကိုချိတ်ဆွဲထားပေးရပါမယ်တနင်္ဂနွေသားသမီးတွေကတော့ကျွန်တော်တို့အိုးစီရုပ်ထုချိတ်ဆွဲပေးရပါမယ်နောက်တနင်္လာသားသမီးတွေကကျတော့ကျွန်တော်တို့ကလပ်ပေါ်မှာဒါခေါင်းလောင်းလေးတင်ထားတဲ့အဆောင်ကိုဆောင်ပေးပါเนาะကလပ်ခွက်လေးပေါ်မှာခေါင်းလောင်းလေးတင်ထားပေးပါပေါ့เนาะနောက်အင်္ဂါသားသမီးတွေကကြတော့ကျွန်တော်တို့စင်ဖြူတော်ရုပ်ထုတစ်ခုကိုစောင့်ထားပေးရမှာဖြစ်ပါတယ်။ဗုဒ္ဓဘုသားသမီးများအတွက်ကကြတော့ကျွန်တော်တို့ရွှေဟင်းသာရုပ်ထုစောင့်ထားပေးရမှာဖြစ်ပါတယ်။ဇာတာပရိသားသမီးတွေအတွက်ကကြတော့ပြစ်တိုင်းတောင်ရုပ်ထုစောင့်ထားပေးရမှာဖြစ်ပါတယ်။နောက်တောက်ကြသားသမီးတွေအတွက်ကကြတော့ကျွန်တော်တို့သဲဦးစောင့်ထားပေးရမှာဖြစ်ပါတယ်။မြေဦးလွတ်တလုံးလေးတွေကိုကျွန်တော်သဲတန်တန်လေးထည့်ပြီးတော့သဲဦးကိုစောင့်ထားပေးပါ။ရေလေးနည်းနည်းထည့်ပေးပေါ့နော်။ပြီးစနေသားသမီးတွေအတွက်ကကြတော့တကွန်ကျွန်တော်တို့ကိုလက်တကွန်ကိုလက်ဆောင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီအဆောင်ရောင်တွေကိုချိတ်ဆွဲတဲ့အခါမှာကြတော့ကျွန်တော်တို့မိမိတို့ရဲ့မွေးနေ့မှာချိတ်ဆွဲပေးပါဥပမာတနင်္ဂနွေနေ့မှာမွေးတဲ့သူကတနင်္ဂနွေနေ့မနက်ပိုင်းเนาะချိတ်ဆွဲပေးပါတနင်္လာနေ့မှာမွေးတဲ့သူကတနင်္လာနေ့မနက်ပိုင်းမှာချိတ်ဆွဲပေးပါเนาะအဲ့တော့မိမိရဲ့မွေးနေ့မှာเนาะဒါမနက်ပိုင်းလေးမှာမိမိတို့အခုဆောင်ရမယ်သက်ဆိုင်ရာအဆောင်တွေကိုဒါမိမိတို့အိမ်ရဲ့ဖျားเจ้าဆောင်မှာဖြစ်စေဒါမှမဟုတ်လို့ရှိရင်မိမိအိမ်ရဲ့เนาะမြင်သာထင်သာရှိတဲ့နေရာမှာဖြစ်စေမိမိကချိတ်ဆွဲပေးရမှာဖြစ်ပါတယ်ဘာလို့မနေ့ပိုင်းမှာလောက်ခိုင်းတာလဲဆိုတော့မနေ့ကင်းဆိုတာကျွန်တော်တို့လက်လာပါပွင့်စီတဲ့မင်္ဂလာအချိန်တော်ဖြစ်တာကြောင့်မို့လို့ဒါမိမိကတည်တည်ချာချာလေးစနစ်တကျပြုလုပ်ခြင်းဖြင့်ဒါထူးခြားတဲ့ထိပွားတိုးတက်မှုတွေကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုတင်ပြပေးသွားတဲ့အိမ်တွင်းအိမ်ပြင်เนาะဒါရှောင်းရန်ဆောင်ရန်နေနဲ့ရေရအစီရင်အကြောင်းအရာတွေဟာဒါမိမိတို့ရဲ့အိမ်ရဲ့စီးပွားရေးကိုတစ်ဖက်တစ်လမ်းကနေထောက်ကူပြုပြီးတော့လက်လာပါတွေပွင့်လန်းခြင်းမဲ့နီးလန်းကောင်းတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အိမ်မှာလိုအပ်ချက်ရှိတာတွေကိုဒါပြုပြင်ပြီးတော့ဒါလက်ရွှင်အဆောင်တွေကိုတတ်မှတ်အချိန်တိုင်းပဲစနစ်တကျပြုလုပ်ကြဖို့အတွက်လည်းကျွန်တော်ကတိုက်တွန်းချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲစီးပွားလက်လာပါများဒီအလားတိုးပါကြပြီးတော့เนาะ BND ရဲ့เนาะအခက်အခဲမှန်သမျှကင်းဝေးကြပါစေလက်တွေပွင့်ကြပါစေငွေတွေဝင်ကြပါစေလို့ကျွန်တော်ကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်